ကဲဒီနေ့ကတော့ The Visitor ဆိုတဲ့ game ကိုသွားပြီးတော့ try မယ်ဟိုတလောက try ရတာ The Visitor အခုက The Visitor ကဲဘာလာပါလဲဘာဖြစ်မှာလဲစက်ကြည့်အောင်ကဲအခုကတော့ဘာမှမလာသေးဘူး The Visitor Okay ဒါပါလေးလေဝါအုတ်ကလေးကြွကြအုတ်ကလေးကဒါအုတ်ကလေးမှာပါလေးဒီမှာဖားရကောင်ကွာဖားကိုတတိုးလိုက်ဖားအိမ်ရင်မျက်စောင်းထိုးတယ်သူ့တတိုးမျက်စောင်းထိုးတယ်ဒီမှာတာပါကြီးကလာပါငါမငများတဲ့ချောင်းကိုတွေ့ကိုင်းလို့လည်းမရကြည့်လို့ပဲရမတက်ကိုင်းချိုးချောက်လို့ရအိုးရတယ်တက်ကိုင်းချိုးချောက်လို့ရတယ်ဟာအကောင်လေးကူပါအော်ငါတိပြီဖားကိုနှိုးလိုက်ဒီကောင်ဖားမြည်မျိုးသူ့စားမှာကွာအဲ့လိုထင်တာပဲနှိုးကြည့်လိုက်အောင်ဟုတ်တယ်စားလိုက်ပြီဖားအစားမကြည့်တော့ဘာဖြစ်သွားလဲပေါက်ထွက်သွားဘာလဲငှက်ကတော့စားပြီတီကောင်မဒါတီကောင်မလားတီကောင်ဆိုတော့ငါးမြောင်းလို့ရတယ်ထင်တယ်တီကောင်ငါးမြောင်းလို့ရတုတ်ချောင်းဒါချိုးလို့ရတယ်ဒါချိုးလို့ရတယ်ဆိုငါးမြောင်းလို့ရပြီကွာငါးမြောင်းလို့ရဒီမှာငါးတွေ့လိုက်လားဟာမီးပြတ်သွားပြီကွာဟာ train နေအဲ့တိုင်းပဲမီးပြတ်ပြီအောင်ရေမီးပြတ်ပြီဟာ